တဲ့နေပိုင်ထဲမှာဘာကြီးထည့်ထား ရေခဲကြောင်းလေနေရာလေးပြင်ဗိုက်ကျဲထည့်တယ်ပြီးတော့အသေးကြော်လည်းရှိတယ်အဲဒါကြောင့်ဗိုက်ကျဲထည့်တယ်အေးတော့အေးမမရေပပရေခဲကြောင်းသားပဲလားမယ် ရေခဲချောင်းနေစားတော့သမီးကလည်းချောင်းဆိုးမယ်သမီးရေခဲချောင်းဘယ်လောက်တော့တစ်ချောင်း ဟာအရန်ဈေးနေတယ်400လောက်ပဲရှိတယ်တစ်ချောင်း400 တစ်ချောင်း400အဲ့ဒါဆိုရင်မမတို့ကလည်းလေမမတို့မမရဲ့ပပရဲ့2ချောင်းဆိုင်ရဲ့မမတွေအတွက်က3ချောင်းအားလုံး5ချောင်းပဲခင်နော် โอเคပုံရိပ်မှာတော့ဝင်မယ် โอเคโอเค သွားမယ်အခုမရေခဲကြောင်းနေရပြီအိုက်ဆိုင်ရပပန်းကိုဇီးတက်မြာတစ်ခုပါအပိုပေးလိုက်တယ်10ချောင်းဝင်လို့လားမသိဘူးပပန်းဘယ်ရေခဲကြောင်းရတာတွေဝင်လာလဲဆိုတော့ပြမယ် Wow. ထောက်ပတ်ဒီကကြတော့4ချောင်း2 3 4ဒီဒိန်ကြီးကကြတော့2ချောင်းပေါင်မုတ်က2ချောင်းလိုင်းက1ချောင်းအပိုထည့်ပြလိုက်တယ်ဒါလေးပါဇီးတက်မြာလေးစားကြည့်မယ်စားမယ်ကောင်းတယ်ရပါ